Okay အားလုံးပဲမင်္ဂလာပါပုံမှန်လိုပေးနေကြusage sharing session ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့သင်ခန်းစာလေးကတော့ can I take a rain check ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့သူကဘာလဲဆိုတော့ကိုစီစဉ်ထားတဲ့အစီအစဉ်ပေါ့နော်အဲ့ဒီအစီအစဉ်ကိုနော်အနာဂတ်မှာတစ်ချိန်ချင်းကိုပြန်ရွှေ့လိုက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ချိန်ရွှေ့လို့ရမလားနော်အစီအစဉ်ပြောင်းလို့ရမလားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့နောက်မှဒါကိုလုပ်လို့ရမလားဆိုတဲ့အဓိပ္ပာယ်change that plan ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် do you want to go to a movie tonight နော်ရုပ်ရှင်သွားကြည့်ကြမလားတဲ့အခါပြောရပါ no I'm sick can I take a range နော်နောက်ရက်မှာသွားကြည့်ကြအောင် sure let's go next week နော်နောက်တော့မှသွားကြအောင် I have to cancel our plan for lunch today နော်ဒီနေ့နေ့လည်စာစားဖို့အစီအစဉ်ကို cancel မှားရမယ်ပေါ့နော် can I take a range နော်နောက်ရက်မှာပြောင်းချင်လို့ရမလား sure သိကြတာပေါ့how about tomorrow ရက်ဖြတ်ဆိုရင် would you like to go out for dinner tonight နော်ဒီညနော်ညတာသွားစားကြမလားပေါ့နော်ငါရှင်းမယ်ပေါ့ sorry I can make it tonight နော်ဒီညသွားစားလို့မရနော် can I take a range နော် can I take a range ဆိုတာနောက်ရက်မှာပြောင်းချင်ကြအောင်ဆိုတဲ့ဒီပေါ့နော်အဲ့ခုကိုစီစဉ်ထားပြီးသားကိစ္စရက်ကိုပြောင်းကျင်တယ်ရွှေ့ကျင်တယ်ဆိုလို့ရှိရင် can I take a range ဆိုတဲ့ဟာမျိုးနဲ့ကိုက request လုပ်လို့ရတယ်ပေါ့နော် okay အဲ့တော့စာတောင်းလေးတော့တားပေးလိုက်ဆိုကြည့်အောင် do you want to go to a movie tonight no I'm sick can I take a range I have to cancel our plan for lunch tonight can I take a range sure how about tomorrow would you like to go out for dinner tonight sorry I can make it tonight can I take a range okay so ဒီနေ့သင်ခန်းစာလေးကလောက်ပါပဲနောက်ပိုင်းကြံရှိနေတဲ့ lesson တွေကိုထပ်ပြီးလေ့လာချင်တယ်ဆိုလို့ရှိရင်တော့ဒီ channel လေးကိုအမြဲမပြတ်စောင့်ကြည့်ဖို့အတွက်channel လေးကို subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ် thank you ပါ